တာမာဝရီမိဖုရားမေတ္တာဖြစ်နေသည့်အရာ၌အေဒက်ဖုရားမြတ်စွာကောတံဘီပြည်ဂေါတိတာယုံကျောင်း၌တည်င်းသုံးတော်မူစဉ်ကောတံဘီပြည်ရှင်ဘုရင်ဥတေနေမင်းမှာတာမာဝရီဝါတုလတ္တတာမာကန်ဒီဟူ၍မိဖုရားသုံးဦးရှိ၏တာမာဝရီ၏အလုတ်ကျွေခုတ်ဆုပ်တရားသည်စွန့်ကပ်သောသူမနပန်းတေ၏အိမ်သို့ဝင်၍ဖုရားရှင်၏တရားကိုကြားနာရ၍တောတာပန်ဖြစ်သွား၏တာမာဝရီလည်းအချမ်းရံ900နှင့်တကွခုတ်ဆုပ်တရားထံမှထိုတရားကိုကြားနာရ၍အာလုံးသောတာပန်ဖြစ်ကြလေသောနေ့စဉ်ဖုရားရှင်ထံသွား၍တရားနာပြီးတရားကိုပြန်ဟောပြပါဟုတောင်းပန်ကြ၏ခုတ်ဆုပ်တရားလည်းထိုအတိုင်းပြုသောနောင်တွင်ပိဋကတ်သုံးပုံဆောင်ဖြစ်သွား၏တာမာဝရီနှင့်အချမ်းရံတို့သည်ဖုရားရှင်ကိုတွားရောက်ဖူးမြင်လိုတော်လဲဥတေနမင်း၏အဖြစ်ပေးခြင်းခံရမည်ဆို၍တိုက်နိုင်ငံများ၌အပေါက်ငယ်များဖောက်ထားကာတထေးကြီးသုံးဦးအိမ်သို့အလှည့်ကျကြွသွားသောဖုရားမြတ်စွာကိုထိုပေါက်ငယ်များမှချောင်းကြည့်၍ဖူးမြင်ကြရကုန်၏နေ့ဖုရားရှင်အားရန်ညှိုးထားခဲ့သောမာကန်နီမိဖုရားသည်တာမာဝရီနှင့်အပေါင်းပါတို့နယံ၏အပေါက်ငယ်များမှဖုရားရှင်အားဖူးမြင်ကြသည်ကိုသိသောဥတေနမင်းအားအကြိမ်ကြိမ်ဂုံးတိုက်ပြောဆို၏နောက်ဆုံးတွင်ဥတေနမင်းသည်ယုံသွားပြီးတာမာဝရီကိုလေးဖြင့်ပြည့်ရာပြစ်လို့မရသောတာမာဝရီ၏အကျင့်တီလာနှင့်ကြီးမားလာသည့်မေတ္တာတန်တခိုးကိုကိုယ်တိုင်တွေ့မြင်ရသဖြင့်တာမာဝရီတောင်းသောစုအရာဖုရားရှင်အမှုရှိသောတန်ကအပေါင်းအား9ရက်တိုင်အလူကြီးပြုခွင့်ကိုတာမာဝရီအားပေးလေ၏ထိုအခါမာကန်ဒီသည်ငါလုံးသမျှတလွဲကြီးဖြစ်၏ယခုဘလို့လုပ်ရမလဲဟုအကြံထုတ်လေ၏တနေ့ဥတေနမင်းဥယျင်သို့တွားခိုက်မာကန်ဒီသည်အထွေးဖြစ်သူဆုလမာကန်ဒီထံသို့လူလွတ်၍တာမာဝရီနှင့်သူမအပေါင်းအပါတို့ကိုနန်းဆောင်တွင်ပိတ်မိတိုက်တက်ရန်ခိုင်းစေလိုက်၏သူမ၏ဘာထွေးတော်လဲမာကန်ဒီခိုင်းစေသည့်အတိုင်းတာမာဝရီနှင့်အပေါင်းအပါတို့ကိုနန်းဆောင်တွင်၌မိတိုက်တက်လိုက်ရာတာမာဝရီသည်သူမ၏အပေါင်းအပါများအားငါတို့သည်အစမထင်တန်တရား၌ငါတို့ခန္ဓာကိုမိလောင်ကျွမ်းပေါင်းမရေမတွက်နိုင်ပြီဥတေနမင်းသည်လွန်းစွာဝမ်းနှဲကြေကွဲ၍စဉ်းစား၏ဤအမှုသည်မာကန်နီ၏လက်ချက်သာဖြစ်ပေလိမ့်မည်ပရိယေသုံး၍မာကန်နီကိုအပြစ်ပေးရမည်ဟုတွေးကာမာကန်နီတာမာဝရီမိဖုရားသည်ငါ၏ပျက်စီးကြောင်းကိုအမြဲကြံစည်နေသူဖြစ်၏ယခုငါစိတ်ချမ်းသာရပြီတာမာဝရီနှင့်အပေါင်းအပါတို့ကိုမိတိုက်တတ်သောသူသည်ငါအကျိုးကိုတကယ်လို့လားချစ်မြတ်နိုးသူသာဖြစ်ပေသည်ဟုဆို၏ထိုအခါမာကန်နီသည်သူလှုပ်ကြံကြောင်းပြောလေတော့ဥတေနမင်းကတင့်ကိုငါယုံကြည်မြတ်နိုးချစ်မြတ်နိုး၏စုပေးသနာမည်တင့်ဆွေမျိုးများကိုခေါ်စေလော့ဟုဆို၏မာကန်နီခေါ်ခိုင်း၍ဆွေမျိုးများရောက်လာတော့ဥတေနမင်းကထိုသူအလုံးကိုဖမ်းဆီး၍မင်းရင်ပြင်၌ချက်ထိတွင်တူမြုပ်စေပြီးအပေါ်ကကောက်ရိုးများကျဲဖြန့်၍မိတိုက်တက်စေ၏တန်ထွန်သွားတို့ဖြင့်အပိုင်းပိုင်းဖြတ်အောင်ထွန်စေ၏မာကန်နီကိုမအသားများကိုဓာဖြင့်လီ၍စီဖြင့်ကြော်စေပြီးမာကန်ဒီအားစားခိုင်း၏ထိုဖြစ်စဉ်ကိုယဟန်တို့ပြောဆိုကြသောဖုရားမြတ်စွာကချစ်သားတို့မာကန်ဒီကဲ့သို့ကောင်းမှုနှံ့မေးလျော့သောသူတို့သည်အနှစ်တရာအသက်ရှင်များတော်လဲတည်တည်မီကုန်၏ဟုဟောတော်မူခဲ့လေသည်